သူကငါ့ကိုတေချာလက်ကယူမဆိုင်ဘူးစာလဲတေချာချက်ချင်းမပြတ်ဘူးအမြဲတမ်းပြစ်ထားတတ်တာဒါပေမဲ့ငါကရောဘာလို့သူ့စီကပဲအာယုံဆိုင်မှုလူကျင်နေရတာလည်းမသိဘူးကိုတကယ်ကောင်းကောင်းမွန်မွန်နဲ့ဂယူးဆိုင်ပေးတဲ့သူကြတော့ကျင်းစရာကြီးလို့ခံစားရပြီးတော့စိတ်မဝင်စားမိပြန်ဘူးဒီလိုခံစားချက်တွေဖြစ်ဖူးကြလားကိုနာကျင်အောင်လုပ်တဲ့သူနဲ့ကြမှာပူပြီးချစ်မိနေတတ်တာဟာကံကြမ္မာရှိတဲ့ကြောင့်မဟုတ်ပါဘူးစိတ်ပညာအရာ attachment style တွေ့တာမှုပုံစံများကြောင့်ပါဖြစ်ပါတယ်စိတ်ဓာတ်ဗေဒပညာရှင်တွေရဲ့အဆိုအရလူတွေမှာကလေးဘဝကလေးကစပြီးတော့ပုံဖော်လာတဲ့အခြေရေးတွေ့တာမှုပုံစံတွေရှိကြပါတယ်အဲ့ဒီအထက်မှာအခုလူငယ်တွေကြားမှာပြဿနာအဖြစ်ဆုံးလူနှမျိုးရှိပါတယ်အဲ့ဒါတွေက anxiousness attachment style တွေ့တာမှုလုံခဲ့သူပုံစံနဲ့ avoidant attachment style ရှောင်ဖယ်တတ်သူဖြစ်ပါတယ် anxiousness attachment style ကကြတော့ဒီလိုလူမျိုးတွေကအခြေရေးမှာအမြဲတမ်းစွန့်ပစ်ခံရမှာကြောက်တယ်ပါဒနာစီကနေစမလာရင်စိုးရင်စိတ်တွေတက်လာပြီးတော့သူငါ့ကိုမချစ်တော့ဘူးလားဆိုပြီးအမြဲတမ်းအချစ်ကိုတက်တည်ပြဖို့တောင်းဆိုတတ်ကြပါတယ် avoidant attachment style မှာတော့ဆက်ဆံရေးတစ်ခုမှာအရန်နှိကက်လာရင်လွတ်လပ်ခွင့်အဆုံးရှုံးသွားသလိုခံစားရပြီးတော့အလိုလိုနေရင်နောက်ဆုတ်ပြေးတတ်ကြပါတယ်စိတ်ညစ်စရာရှိရင်စကားမပြောတော့ဘဲနဲ့ကိုဝင်အောင်သွားတတ်ကြပါတယ်အလွယ်ဆုံးပြောရရင် anxiousness ကခွေးလေးတွေလိုပဲအမြဲတမ်းအနားမှာရှိနေပေးစေခြင်းနဲ့ avoidance ကကြတော့ကြောင်တွေလိုပဲကိုယ်စိတ်ကြိုက်လွတ်လပ်ခွင့်ရှိမှနေတတ်ကြတာဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဒီလိုစန့်ကျင်ဘက်လူနှစ်ယောက်ဟာတန်လိုက်လိုပဲတယောက်ကိုတယောက်အရင်ဆွမ်းဆောင်နိုင်ကြတာပဲဖြစ်ပါတယ် anxiousness မှာကသူ့ကိုပြစ်ထားတဲ့ avoidant သမားကိုမြင်တဲ့အခါကျရင်ငါ့ကိုဂရုမစိုက်တာစိတ်ဝင်စားဖို့ကောင်းတယ်စမ်းကြားတယ်လို့ထင်ပြီးတော့အသေးအံလိုက်ရတာကိုပဲအချစ်စစ်လို့မှားယွင်းပြီးတော့သတ်မှတ်မိသွားကြတာဖြစ်ပါတယ်ကိုတကယ်ဂရုစိုက်ပြီးအေဂျင့်နဲ့ဆက်ဆံရေးပေးနိုင်တဲ့သူနဲ့ကြတော့နှလုံးသားကရင်မခုန်တော့ဘူးလို့ထင်မိသွားကြတာပါ anxiousness ကအချစ်ကိုတောင်းဆိုတယ် avoidance ကကြတော့မွန်းချက်လို့နောက်ဆုံးပြေးတယ် avoidance ပြောင်းလို့ anxiousness မှာစိုးရိမ်စိတ်တွေပေါက်ကွဲလာပြီးတော့လိုက်ပြီးတော့ရန်လုပ်တယ်ဒါကိုမြင်တော့ avoidance ကလန့်ပြီးတော့အဆက်အသွယ်တွေဖြတ်ပစ်တယ်ဒီတန်တရားထဲမှာတဲ့နှစ်ယောက်လုံးစိတ်တန်ရာတွေထက်ခါရကြပါတယ်တကယ်တော့ဒါဟာအချစ်စစ်မဟုတ်ပဲတယောက်ရဲ့စိတ်တန်ရာကနေနောက်တစ်ယောက်ရဲ့စိတ်တန်ရာကိုတွားပြီးကလေးမိနေတဲ့ trauma match တာဖြစ်ပါတယ်တင်ဘဝမှာငါ့ကိုပြစ်ထားတဲ့သူတွေကိုပဲထက်ခါကြုံနေရတယ်လို့စိတ်ထဲမှာခံစားနေရရင်ကိုယ့်ရဲ့ attachment style ကဘာလဲဆိုတာအရင်စမ်းစစ်ကြည့်ပါကိုယ့်ရဲ့စိုးရိမ်စိတ်တွေကိုတစ်ဖက်လူရဲ့အာယုံဆိုင်မှုနဲ့လိုက်ဖြည့်မဲ့အစားကိုတန်မိုးထားမှုနဲ့အရင်ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ရင်ခုန်လှုပ်ရှားရလွန်လို့အသေးအံဖြစ်နေရတဲ့ဆက်ဆံရေးတဲ့တင့်ကိုလုံခြုံမှုတွေပေးနိုင်တဲ့အေဂျင့်မှုတွေပေးနိုင်တဲ့ဆက်ဆံရေးကမှတင့်စိတ်ချမ်းသာရေးအတွက်အကောင်းဆုံးအချစ်စစ်တစ်ခုပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကြည့်ရှုသူတွေအားလုံးစစ်မှန်တဲ့ကြွရှင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေပြီးလေးလေးနက်နက်နဲ့ဆန္ဒပြုလိုက်ရပါတယ်။